Messi and Ronaldo ဘယ်သူကပူတော်တယ်လဲဆိုတဲ့စစ်ပွဲကပြီးတော့ပြီလို့ထင်နေလားတကယ်တော့အခုမှစတာပါကမ္ဘာဖလားရယုံနဲ့ဂုတ်ဖြစ်သွားပြီလားဒါမှမဟုတ်ချန်ပီယံလိရဲ့ဘီရင်ကပဲနံပါတ်1လားဒီနေ့ဗီဒီယိုမှာ Messi fan တွေရော Ronaldo fan တွေပါလက်မခံနိုင်မဲ့အမှန်တရားတွေကိုကျွန်တော်ပြောပြတော့မှာပါဒီဗီဒီယိုဆုံးအောင်ကြည့်ပြီးရင် Messi fan ရော Ronaldo fan တွေဒီတို့ငင်းခုန်ဖို့အတင်းပြင်ထားလိုက်ပါပထမဆုံး Ronaldo အကြောင်းပြောကြရအောင်လူတွေက Messi ကိုဘုရားပေးတဲ့ပါရမီရှင်လို့ပြောကြတယ်ဒါဆို Ronaldo ကပါတယ်သူကဥပါဒါကိုဘုရားဖြစ်အောင်လုပ်ယူခဲ့တဲ့လူသားပါ Premier League La Liga Serie A တူသွားတဲ့နေရာတိုင်းမှာသူကခိမ့်ပဲအသက်39နှစ်အထိအခုထိဘိုးတွေတွင်းနေတုံးပဲ Messi က World Cup ရလို့ဂုတ်ဖြစ်ပြီဆိုရင်ရိုးဖလားရတော့က Ronaldo က Win Bay ကနေနီးပြလုပ်ပြီးနိုင်ခဲ့တာကိုရောမိတ်နေကြပြီလား Ronaldo ရဲ့ mentality ကကမ္ဘာမှာဘယ်သူနဲ့မှမတူဘူးအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကသူ့ကိုနံပါတ်1ဖြစ်စေတာပါ You have to be yourself. Doesn't matter if the people like or You not. like me or you don't like me, it's part of the life. For me, it's not a problem. ကဲဒါဆို Messi fan တွေငြိမ်မနေနဲ့哦ဘောလုံးလောကမှာ stat တွေထက်ကျော်လွန်တဲ့အရာကအမှုပညာပါ Messi ကွင်းထဲမှာကစားတာကိုကြည့်ရတာဘောလုံးကသူ့ခြေထောက်မှာကတ်နေတယ်လို့ပဲ Ronaldo ကစက်ရုပ်လိုအလုပ်လုပ်တာဆိုရင် Messi ကဂီတပညာရှင်လိုပဲရှစ်ကြိမ်မြောက် Ballon d'Or နဲ့နောက်ဆုံးမှာရရှိသွားတဲ့ကမ္ဘာဖလားဒါကငင်းလို့မရတဲ့တက်တယ်ပဲမဟုတ်ဘူးလား Ronaldo ကဂိုးတွေအများကြီးတွေးနေပေမဲ့ Messi လိုမျိုး game တစ်ခုလုံးကို control လုပ်နိုင်စွမ်းမရှိပါဘူးအခုအရေးကြီးဆုံးအပိုင်းရောက်ပြီလူတော်တော်များများမပြောရတဲ့အချက်က Messi က Barcelona system ရှိဘာဖြစ်မလဲသူ PSG မှာတော့ခြေစွမ်းကိုကြည့်ပါတစ်ဖက်မှာလည်း Ronaldo ကအတင်းကြီးတွေမှာပဲကစားနိုင်တာလားအော်နာဆာကိုတွားတာကပတ်စံကြောင်လားဒါမှမဟုတ်တကယ်ပဲ challenge လုပ်ချင်တာလားတကယ်တော့ဒီနှစ်ယောက်စလုံးကတယောက်ကိုတယောက်တွန်းအားပေးနေတာပါဒါပေမဲ့တယောက်ကမွေးရပါရမီနောက်တယောက်ကကြူစားမှုဘေးရယာကပိုတံပူရှိတယ်ကဲအမှန်တိုင်းပြောကြစမ်းပါဒီက Team Messi လား Team Ronaldo ကမ္ဘာဖလားကပဲအဆုံးအဖြစ်လားဒါမှမဟုတ်ဘိုးအရေးအတွက်ကပဲအဓိကလား comment မှာအကြောင်းပြချက်နဲ့တော့ကွာရေးပေးခဲ့ပါခြေတာတော့ခုမပြဘူးနော်ခုပဲရှင်းလိုက်ပြီးဒီတို့ငယ်ချင်းတွေကိုပါလာငင်းခုန်ခိုင်းလိုက်ပါ comment မှာ Messi fan ကပူများသလား Ronaldo fan ပူများသလားဆိုတာအားလုံးပဲစောင့်ကြည့်လိုက်ရအောင်ပါ